အားလုံးပဲမင်္ဂလာပါဒီနေ့မှာပြန်ပြီးတော့ social justice ဆိုတဲ့ Jubilar နေ့အကြောင်းကိုကျွန်တော်နည်းနည်းလေး sharing လုပ်လို့ပါတယ်။တော့ Jubilar နေ့ကိုကျေးဇူးတော်နေ့လို့လည်းခေါ်ဝေါ်တာဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ဘုရားသခင်ကစင်းရဲသားတွေဘက်ကနေတရားမျှတမှုတွေကိုပြန်လည်ရယူပေးတဲ့နေ့ဖြစ်လို့ပဲဖြစ်ပါတယ်။ဝိပဿနာကျမ်းခန်းကြီး25ထဲမှာ8ကနေ55ကိုကြည့်တဲ့အခါမှာ Jubilar နေ့အကြောင်းကိုတွေ့ရမှာဖြစ်တယ်။နော်ဘလောက်ပဲအပေါင်ရှုံရှုံဘလောက်ပဲကြုံခံခဲ့နော်အဲ့ဒီနေ့ရောက်ရင်အားလုံးပြန်ရဖို့အတွက်ဘုရားကပြင်ဆင်ပေးထားတာဖြစ်တယ်နော်စင်းရဲသားတွေဘက်ကနေစီရင်ပေးတဲ့ social justice နဲ့လည်းဖြစ်ပါတယ်နော်အတိတ်တဖန်ပြန်လဲစတင်ဖို့အတွက်နော်ဒုတိယချိန်ပြန်လဲအခွင့်အရေးကိုဘုရားကပြင်ဆင်ပေးတဲ့နေ့ဖြစ်ပါတယ်နော်နှစ်90ပြည့်တဲ့အခါမှာခုနှစ်လေးဆို49အပေါင်း1နှစ်ပေါင်း90ပြည့်တဲ့နေ့မှာယူဘီလာနေ့ကိုရောက်ရှိတာဖြစ်တယ်ထိုယူဘီလာနေ့မှာဘာတွေကိုအကျိုးကျေးဇူးခံစားရလဲဆိုရင်နော်ကြေးကြုံဖြစ်ကနေလူမြောက်ခြင်းကိုရရှိတာဖြစ်တယ်နံပါတ်1ကိုအပေါင်းရှုံးထားတဲ့အရာတွေနော်ကိုဆုံးရှုံးထားတဲ့မြေယာတွေကိုပြန်လဲပိုင်ဆိုင်ခွင့်ကိုရရှိတာပဲဖြစ်တယ်နော်နံပါတ်3အနေနဲ့နော်မြေကြီးနဲ့အနာရတယ်မြေကြီးကခုနှစ်မှာတစ်ကြိမ်အနာပေးဖို့အတွက်ဘုရားကမိန့်မှန်ထားတာဖြစ်တယ်6နှစ်မြောက်မှာနဆတော့အတိနာကိုဘုရားပေးတယ်တဲ့6နှစ်လုံးလူကစူးစမ်းလို့ရတယ်ဒါပေမဲ့ခုနှစ်မြောက်မှာဘာမှလုပ်เสียမလို့ပဲနဲ့ဘုရားကြီးစုတော်ကိုခံစားစေဖို့အတွက်ဖြစ်ပါတယ်။မစင်းချင်းက6ရက်လုံးဘုရားကလှုပ်ပြီးတော့9ရက်မြောက်နေ့မှာအဲ့ဒီနေ့ကိုကောင်းကြီးပေးတယ်တန်ရှင်းစေတယ်အနာယူရနဲ့ပုံဆောင်တာပဲဖြစ်တယ်။နော်ခုနှစ်ကဏ္ဍကပြည့်စုံခြင်းကဏ္ဍဖြစ်ဟာလေလုယာနော်ဝိပဿနာကျမ်းခန်းကြီး25မှာဆိုခုနှစ်49နှစ်အပေါင်း1ကိုနှစ်ပေါင်း50မြောက်ကိုယူဘီလာနေ့အနေနဲ့သတ်မှတ်တာပဲဖြစ်ပါတယ်။နော်အဲ့ဒီယူဘီလာနေ့မှာကျွန်တော်ရရှိတဲ့ဂျိုးကျေးဇူးတွေကအများကြီးရှိတယ်ကျွန်တော်တို့အတိတ်တဖန်ပြန်လည်ပြီးတော့စတင်ဖို့အတွက်တော့ကျွန်တော်တို့လူမှုရေးတွေမှာစီးပွားရေးတွေမှာကျွန်တော်တို့ရဲ့ဒီဝိညာဉ်ရေးရာတွေမှာတော့ဒုတိယအကြိမ်ပြန်လည်ပြီးတော့စတင်ဖို့အတွက်ဘုရားကဒုက္ခဆင်းရဲရောက်နေတဲ့သူတွေဘက်ကနေစီရင်ပေးတဲ့ social justice နေ့ပဲဖြစ်ပါတယ်เนาะဂျေဇုတော်နေ့လို့ခေါ်တာဖြစ်တယ်ဆိုတော့ဓမ္မတိကာလရောက်တဲ့အခါမှာထိုယူဘီလာနေ့ရဲ့ပြည့်စုံခြင်းကိုခင်ယေရှုခရစ်တော်အပြင်ဘုရားကပြည့်စုံစေခဲ့ပြီပဲဖြစ်ပါတယ်เนาะဂျူးလူမျိုးတွေလို့နှစ်ပေါင်း90ရောက်တဲ့အထိစောင့်စရာမလိုတော့ဘူးယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတိုင်းကဂျူးလူမျိုးပဲမဟုတ်ဘဲနဲ့တပါးမျိုးသားဖြစ်စေအပေါ်မှာရှိတဲ့ဘယ်လူမျိုးမဆိုနော်ယေရှုခရစ်တော်ကိုယုံကြည်တာနဲ့ဒီနေ့ထိုယူဘီလာနေ့ရဲ့အကျိုးကျေးဇူးတွေကိုခံစားရတာဖြစ်တယ်သူရဲ့အသွေးတော်ကကျွန်တော်တို့ပြည့်ရဲ့ကြီးကြုံဘွားကနေလွတ်မြောက်စေတယ်နော်ကျွန်တော်တို့ဆုံးရှုံးသွားတဲ့မျက်နှာသားတွေကိုပြန်လဲပြီးတော့ရရှိစေတယ်ဒီနေ့ကျွန်တော်ဆိုရင်အရင်တော့မျက်နှာသားမရဘူးเนาะဘယ်သူမှလည်းကျွန်တော်ကိုစကားမပြောချင်ကြဘူးကျွန်တော်ကိုအကောင်းမမြင်ကြဘူးကျွန်တော်ရဲ့လုပ်ရအမားတွေကြောင့်ပေါ့เนาะဒီနေ့ယေရှုခရစ်တော်ကိုကျွန်တော်ယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာသူရဲ့နှုတ်ကပတ်တော်တွေတိုင်းအသက်ရှင်တဲ့အခါမှာဘုရားနဲ့ပြန်လဲတည်မြဲခြင်းကိုရရှိယုံတာမကလောကမှာတွာလာတဲ့အခါမှာလည်းเนาะဆုံးရှုံးသွားတဲ့မျက်နှာသားတွေကိုပြန်လဲရရှိစေတာဖြစ်တယ်နေ့ရက်တိုင်းကယူဘီလာနေ့ကိုစတင်စေပြီပဲဖြစ်ပါတယ်။နော်ယေရှုခရစ်တော်အဖြစ်ဒီနေ့ပင်ပန်းသမျှရာအားလုံးကဖျားရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တို့အနာယူရတဲ့ခွင့်ကိုလည်းရရှိတာဖြစ်တယ်။ထိုရာအဖြစ်ကျွန်တော်တို့ကတိတဖန်ကျွန်တော်ရဲ့ဝိညာဉ်ရေးရာမှာပြန်လည်ပြီးတော့လန်းဆန်းခြင်းခွင့်ကိုရရှိစေတာပဲဖြစ်ပါတယ်။နော်ဒါကိုယူဘီလာနေ့လို့ခေါ်တယ်။တနည်းအားဖြင့်ဂျေဇုတော်နေ့ဖြစ်တယ်ဟာလေလုယာရှင်လူကာခန်းကြီး၄ထဲမှာကြည့်မယ်ဆိုရင်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်ရရှိတဲ့ယူဘီလာနဲ့ဆက်ဆိုင်တဲ့အကျိုးကျေးဇူးတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီနေ့ယေရှုခရစ်တော်ယုံကြည်လက်ခံနေဆိုရင်နေ့ရက်တိုင်းကကျွန်တော်တို့အတွက်ယူဘီလာနေ့ပဲဖြစ်ပါတယ်နေ့ပေါင်း90မှတစ်ချိန်ကျွန်တော်တို့စောင့်စရာမလိုတော့ဘူးဂျူးလူမျိုးတွေအတွက်ပဲမဟုတ်ဘူးလူမျိုးတကာအတွက်ဖြစ်ပါတယ်ထိုယူဘီလာနေ့ကယေရှုခရစ်တော်ယုံကြည်တဲ့ဆိုရင်ပြည့်ကြီးချုံပွားနေလွတ်မြောက်မယ်เนาะရှုံးခဲ့တဲ့အရာတွေအားလုံးကိုပြန်လဲเนาะမျက်နှာသားတွေကိုပြန်လဲရရှိမယ်မှတ်တော့ကျွန်တော်တို့ခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးเนาะဖခင်ရဲ့မျက်မှောက်တော်ထဲမှာနာရခြင်းဆိုတဲ့ဒီဂျေဇုတော်တွေကိုစတင်ပြီးတော့ကြွယ်ဝစွာခံစားရရှိစေမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူယူဘီလာနှစ်ဒီခုတော့ဂျေဇုတော်နှစ်အကြောင်းကိုကျွန်တော်အနေနဲ့ဒီများလောက် sharing လုပ်လို့ပါတယ်ဆိုတော့အားလုံးပေါ်မှာဖခင်အထူးကောင်းချီးပေးပါစေAmen.